Alo, assalamu alaikum wa rahmatullahi wa barakatuh.ကျွန်တော်ဒီကနေ့ပြောပြချင်တာကလူတစ်ယောက်ရဲ့တန်ဖိုးကိုသိချင်ရင်သူဘယ်သူနဲ့ပေါင်းလဲဆိုတာကိုကြည့်ကြည့်ပါကျွန်တော်တို့အတွက်တငယ်ချင်းဆိုတာကကိုယ်တိုင်ရွေးချယ်ရတာပါအဲ့ဒီရွေးချယ်မှုကခမည်းကိုဂျန်နတ်ကိုလမ်းပြပေးမလားယဟန်နမ်နဲ့တွန်းချမလားဆိုတာခမည်းကိုယ်တိုင်သုံးသပ်ရမှာပါအခုခေတ်မှာလမ်းမရောက်နေကြတာစိတ်ဓာတ်တွေပျက်စီးနေကြတာဟာအပေါင်းအသင်းကြောင့်ပါဟာဒီစ်တော်မှာလာရှိတဲ့المرء على دين خليله فلينظر احدكم من يخالل လူတယောက်ကဘသူနဲ့ပေါင်းလဲအဲ့ဒီသူရဲ့လမ်းစဉ်အတိုင်းပဲဖြစ်သွားတဲ့ဒါကြောင့်တယောက်တိုင်းကဘသူကိုတငယ်ချင်းအဖြစ်ပေါင်းနေလဲဆိုတာကိုအထူးသတိထားပါလို့တမန်တော်မြတ်ကြီးဆလ္လာလာဟူအလိုင်ဟီဝါဆလမ်ကအတိကလင်းသတိပေးခဲ့ပါတယ်ခမည်းကဘလောက်ပဲကောင်းတဲ့လူဖြစ်နေပါစေအစိတ်ရှိတဲ့မွေနဲ့ပေါင်းရင်တနေ့တော့အကြိုက်ခံရမှာပါအပေါင်းစဉ်ဇိုးကမွေထက်ကြောက်ဖို့ကောင်းပါတယ်မွေကအသက်ကိုပဲရန်ရှာတာအပေါင်းအသင်းဇိုးကတော့ခမည်းရဲ့အီမာန်နဲ့အာမာလ်ကိုပါဖြည့်ဆည်းပြစ်မှာပါလူဆိုတာကရေလိုပဲပဝင်းကျင်အယောင်တိုင်းကူးဆက်တတ်တယ်အစာပိုင်းမှာတော့တငယ်ချင်းအလိုကျစမ်းကြည့်လိုက်တာကနေဒူးစရိုက်ကခမည်းရဲ့ဗီဇလိုဖြစ်သွားတတ်တယ်ဒါကြောင့်မကောင်းတဲ့သူနဲ့ပေါင်းနေရတာထက်တယောက်တည်းအထီးကျန်နေတာကပိုကောင်းပါတယ်အပေါင်းအသင်းကြောင့်ဒုက္ခရောက်နေတဲ့သူတွေကဘာမှအများကြီးပဲအဲ့ဒီတော့ဒီနေ့ကစပြီးခမည်းရဲ့ပဝင်းကျင်ကိုပြန်ဆန်းစစ်ကြည့်ပါမကောင်းတဲ့အတိုက်ဝန်းတဲ့ရောက်နေရင်အခုပဲရဲဝင်စာရုံးထွက်လိုက်ပါအလောရှင်မြတ်ကကျွန်တော်တို့အားလုံးကိုကောင်းမြတ်တဲ့သူတွေနဲ့ပဲစုံစည်းခွင့်ပေးသနာတော်မူပါစေအာမင်